မင်္ဂလာဆောင်ကန်ဒီမှာတော့မရမနှောင်းငွေရှာပွဲတက်နေရတဲ့ကိစ္စတစ်ခုကြောင့်လူပြောများနေတဲ့စိုးပြေသစင်နဲ့ဟင်ဝီယံမင်္ဂလာဆောင်ကန်ဒီအချိန်မှာတော့ငွေရှာမရက်တာကစိုးပြေသစင်နဲ့ဟင်ဝီယံမှာဒါကြောင့်လေတချို့ကတော့လောဘကြီးလားဆိုပြီးလူတွေကပြောနေကြတာဖြစ်ပါတယ်တချို့ကလည်းဟိဝိယန်နဲ့စုပ်ပြည့်တဲ့စင်တို့ဟာတရုတ်ပြည်ထီအောင်သွားကမင်္ဂလာပြေဝတ်တင်ရှိုက်ကူခဲ့တာကတကြောင်မင်္ဂလာပွဲကို6ပွဲတီဆောင်မှာကတကြောင်တို့ကြောင့်ငွေရှာနေရတာလို့ဆိုကြပါတယ်အခုဆုံးစုပ်ပြည့်တဲ့စင်နဲ့ဟိဝိယန်တို့ဟာမန်းရွှေလီစိန်ရွှေရတနာဆိုင်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်ဒီမတိုင်ခင်ကလည်းစုပ်ပြည့်တဲ့စင်နဲ့ဟိဝိယန်တို့ဟာရုပ်ရှင်တွေတိတ်မရိုက်ရတဲ့နောက်ပိုင်းပွဲတွေပဲပတ်တက်နေတာပါအထူးသဖြင့်စိန်ဆိုင်ပွဲရွှေဆိုင်ပွဲစတဲ့ပွဲပေါင်းစုံမှာစုပ်ပြည့်တဲ့စင်နဲ့ဟိဝိယန်တို့စုံတွဲကိုတွေ့ရတာပါအခုလေမင်္ဂလာဆောင်မှုရပ်ပိုင်းလိုတော့တာတောင်ပွဲတက်နေလို့လူပြောများနေတာပါပုံမှန်ဆိုရင်မင်္ဂလာဆောင်ကနေတတို့သားနဲ့တတို့သမီးဟာပြင်ဆင်ရတာနဲ့မအားနိုင်ပါဘူးဒါပေမဲ့လည်းစိုးပြည့်နဲ့ဟင်းဝရံတို့ကတော့အနာဂတ်အတွက်ငွေတွေမနာတမ်းရှာနေတာပါစိုးပြည့်တဲ့စင်ဟာဆိုရင်လေအလူမင်္ဂလာဆောင်နေပွဲမချန်တချင်းဆိုလိုက်ပါတယ်ဒါအပြင်မင်္ဂလာပွဲကလည်းကုန်ကြစီမရှိပဲစပွန်ဆာတွေနဲ့မင်္ဂလာဆောင်မှာမို့စိုးပြည့်နဲ့ဟင်းဝရံမင်္ဂလာပွဲကစီးပွားရေးဆန်နေလို့ပြောကြတာဖြစ်ပါတယ်